မလေးရှားမှာကလေးမွေးတဲ့အခါကုန်ကျစရိတ်အနည်းဆုံးဖြစ်အောင်ဘာတွေလုပ်ဆောင်ရမလဲ။အိုသမားတွေကလေးမွေးတဲ့အခါမှာကိုဝင်ဆောင်စဉ်ကနေမိဖွားသည့်အထိဘာတွေကိုအဆင့်ဆင့်လုပ်ဆောင်သွားရမလဲဆိုတာကိုပြပြပေးသွားမှာဖြစ်ပါတယ်။မလေးရှားမှာကလေးမွေးတဲ့အခါပြန်းမြကုန်ကျငွေကတော့ရိုးရိုးမွေးရင်3000ဝန်းကျင်ခန့်ကနေခွဲမွေးရင်6000ဝန်းကျင်ခန့်ကုန်ကျနိုင်ပါတယ်။ကုန်ကျစရိတ်တက်တာအောင်လို့ကိုဝင်မအပ်ခင်ကတည်းကကိုဝင်အပ်မဲ့ဆေးရုံမှာရိုးရိုးမွေးရင်အနည်းဆုံးဘယ်လောက်ကုန်နိုင်မယ်ခွဲမွေးရင်အနည်းဆုံးဘယ်လောက်ကုန်နိုင်မယ်ဆိုတာကိုကြိုတင်မေးမြန်းပြီးမှကိုတက်နိုင်တဲ့ပမာဏဖြစ်မှအပ်တင်ပါတယ်ကိုဝင်ရှိစဉ်မှာမိခင်နဲ့ကလေးကျန်းမာရေးကောင်းမွန်အောင်အထူးဂရုစိုက်တင်ပါတယ်မိခင်နဲ့ကလေးမှာချိုးယွင်းချက်ရှိတဲ့အခါကုန်ကျစရိတ်ကသူများထက်ပိုပြီးကုန်ကျနိုင်ပါတယ်အိုသမားတွေအတွက်ကိုဝင်အဆင့်ကနေမိဖွားသည့်အထိဘာတွေလုပ်ဆောင်ရမလဲပတ်စပို့စာအုပ်ရှိပြီးတော့ပါမစ်မရှိတဲ့လူတွေတိုင်းရင်းသားဖွဲ့စည်းကတ်တစ်ခုခုပဲရှိတဲ့လူတွေဒီလိုလူတွေအတွက်အထူးပြပြပေးသွားမှာဖြစ်ပါတယ်ကိုကဘာကမှမရှိဘူးဆိုလို့ရှိရင်လေတိုင်းရင်းသားကတ်တစ်ခုခုကိုနီးစပ်ရတိုင်းရင်းသားဖွဲ့စည်းရုံမှာတွားပြီးတော့လုပ်လို့ရပါတယ်ကတ်လောက်တာကအခုလုပ်ရင်အခုရပါတယ်နော်ကိုမှကတ်တစ်ခုခုရှိပြီဆိုတာနဲ့နီးစပ်ရတာဖွာမီရဲ့ဆေးရုံဆေးကန်တစ်ခုခုမှာတွားပြီးတော့ကိုဝင်စစ်ဆေးလို့ရပါတယ်ကိုဝင်ရဲ့အစောပိုင်း10ပတ်လောက်အရွယ်မှာစပြီးတော့မှကိုဝင်အပ်တင်ပါတယ်သူတို့ကကိုဝင်ဆောင်မှတ်တမ်းပန်းရောင်စာအုပ်လေးကိုလုပ်ပေးမှာဖြစ်ပါတယ်အဲ့ဒီပန်းရောင်စာအုပ်လေးကတော့အနည်းဆုံးမလေးရှားငွေ150ဝန်းကျင်ခန့်ကနေပြီးတော့အချို့ဆေးရုံတွေမှာဆိုရင်480ဝန်းကျင်ခန့်ကျတင်နိုင်ပါတယ်ကိုဝင်အပ်ပြီးပြီဆိုရင်တော့ရက်ချင်းအတိုင်းအတိအကျမှန်မှန်လေးတွားပေးဖို့လိုအပ်ပါတယ်ကိုဝင်အစောပိုင်းမှာတော့ရက်ချင်းကတစ်လတစ်ခါခေါ်ပါမယ်ကိုဝင်8လကျော်ပြီဆိုတာနဲ့ရက်ချင်းက3ပတ်တစ်ခါ2ပတ်တစ်ခါနီးကပ်လာပြီဆိုရင်တစ်ပတ်တစ်ခါလောက်ရက်ချင်းခေါ်နိုင်ပါတယ်ရက်ချင်းတစ်ခါပြတိုင်းမှာကုန်ကျငွေကအနည်းဆုံး150ဝန်းကျင်ခန့်ကနေပြီးတော့350 400ဝန်းကျင်ခန့်ကျနိုင်ပါတယ်ဒါဆိုရင်ကလေးမိဖွားတဲ့အဆင့်ကိုတွားလိုက်ရအောင်ကလေးမိဖွားတဲ့အခါမှာကိုကစာရွက်စာတမ်းတွေပြပြီးတော့သူတို့စီမှာစရံငွေမလင်းငွေ2000ကျော်အရင်သွင်းရမှာဖြစ်ပါတယ်ဆေးရုံဆေးကန်တစ်ခုနဲ့တစ်ခုအရေးကြငွေပမာဏကမတူနိုင်ပါဘူးအစိုးရဆေးရုံတွေမှာဆိုရင်တော့2850တိတိသွင်းရတာဖြစ်ပါတယ်ဒီနိုင်ငံတွေမှာတော့ရိုးရိုးမွေးခြင်းကိုအားပေးတာဖြစ်ပါတယ်။ဒါကြောင့်မို့လို့ရိုးရိုးမွေးဖို့လုံးဝကျန်းမာရေးအခြေအနေအရမတက်နိုင်ဘူးဆိုမှသူတို့ကခွဲမွေးပေးတာဖြစ်ပါတယ်။ကိုကခွဲမွေးခြင်းပါတယ်ဆိုပြီးတော့မှအရင်တောင်းဆိုလို့မရပါဘူး။ကလေးမိဖွားပြီးတဲ့အခါမှာမိခင်ရဲ့ကျန်းမာရေးနဲ့ကလေးရဲ့ကျန်းမာရေးကောင်းမွန်နေဆိုရင်တော့ဆေးရုံဆင်းခွင့်ပေးမှာဖြစ်ပါတယ်။ပုံမှန်အားဖြင့်ဒီနိုင်ငံမှာရိုးရိုးမွေးတဲ့သူတွေဟာဆေးရုံမှာတစ်ရက်ခွဲအလွန်ဆုံး2ရက်ဒီလောက်ပဲကြာနိုင်ပါတယ်။ကျန်းမာရေးချို့ယွင်းချက်တစ်ခုခုရှိတယ်ဆိုရင်တော့ဒီထက်ပိုပြီးတော့ရက်ကြာနိုင်ပါတယ်ဆေးရုံကဆင်းတဲ့အခါမှာခုနကဆေးရံငွေပေးထားတဲ့ငွေရဲ့အထက်ပိုပြီးတော့ကျတဲ့ငွေတွေကိုရှင်းပေးရမှာဖြစ်ပါတယ်ဆေးရုံဆင်းတဲ့အခါမှာကလေးမွေးစင်းလုပ်ဖို့အတွက်ရှောက်လာဖောင်လေးကိုပါတစ်ခါတည်းထည့်ပေးလိုက်မှာဖြစ်ပါတယ်အဲ့ဒီရှောက်လာဖောင်လေးကိုကတေချာစနစ်တကျတင်စေထားဖို့လိုအပ်ပါတယ်ကလေးရဲ့ကာကွယ်ဆေးထိုးဖို့အတွက်စာအုပ်လေးကိုပါတစ်ခါတည်းထုတ်ပေးမှာဖြစ်ပါတယ်အရေးကြီးဆုံးချက်ကကလေးမွေးစင်းကိုကလေးရဲ့အသက်ရက်60အတွင်းမှာတွားရောက်ထုတ်ယူဖို့လိုအပ်ပါတယ်ရက်60အတွင်းမှာတွားရောက်ထုတ်ယူရင်တော့မွေးစင်းထုတ်ရတာကအရန်လွယ်ပြီးတော့15မိနစ်ခန့်ပဲကြာပါတယ်ကုန်ကျငွေကမလင်းငွေတစ်ချက်သာကုန်ကျမှာဖြစ်ပါတယ်အကယ်၍ရက်60ကျော်မှသွားထုတ်ရင်တော့မွေးစင်းထုတ်ရတာကအရန်ခတ်ပြီးတော့မှဒဏ်ချင်းငွေမလေးရှားရင်းဂစ်50ပေးဆောင်ရမှာဖြစ်ပါတယ်မွေးစင်းသွားရောက်ထုတ်ယူမယ်ဆိုရင်ဒီအချက်လေးကိုအထူးဂရုစိုက်ဖို့လိုအပ်ပါတယ်ဒီဗီဒီယိုလေးကမလေးရှားရောက်ကိုဝင်တွေအတွက်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်ကြိုင်းနေတဲ့ရင် like လေးနဲ့ share လေးနဲ့ပြီးတော့ subscribe လေးကိုနှိပ်သွားပေးခဲ့ကြပါအောင်နော်နောက်ထပ်နားမလည်တာတွေရှိရင်လည်း comment မှာထပ်ပြီးတော့မေးခဲ့လို့ရပါတယ်အားရင်အားသလိုပြန်ဖြေပေးသွားမှာဖြစ်ပါတယ်နော် bye bye